KO ဟူပရိသတ်ကြီးရေ2026ကမ္ဘာဖလားရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးကွာတားဖိုင်နယ်ပွဲစဉ်တွေအတွက်စူပါကွန်ပျူတာကဘယ်အသင်းတွေနိုင်မလဲဆိုတာရာဂိုင်းနှုန်းအလိုက်တွက်ချက်ထုတ်ပြန်လိုက်ပါပြီဘယ်အသင်းတွေဆီမီဖိုင်နယ်တက်မလဲအတူတူကြည့်လိုက်ရအောင်ပထမဆုံးပွဲစဉ်အနေနဲ့ကမ္ဘာဖလားရဲ့အစဉ်အလာကြီးမားတဲ့ပြင်သစ်နဲ့အာဖရိကရဲ့ကြားသစ်နဲ့မော်ရိုကိုစူပါကွန်ပျူတာကတော့ပြင်သစ်ကို86.62ရာခိုင်နှုန်းအထိနိုင်ခြေပေးထားပြီးမော်ရိုကိုကတော့13.38ရာခိုင်နှုန်းပဲရှိနေပါတယ်။ဒုတိယပွဲစဉ်ကတော့တီကီတာကာစပိန်နဲ့ရွှေရောင်မျိုးဆက်ဘယ်လ်ဂျီယံဒီပွဲမှာတော့စပိန်က62.6ရာခိုင်နှုန်းနဲ့အသာစီးရနေပြီးဘယ်လ်ဂျီယံကတော့38.84ရာခိုင်နှုန်းနဲ့နောက်ကနေလိုက်နေပါတယ်။တတိယပွဲစဉ်ကတော့အကျိတ်အနယ်အရှိဆုံးပါပဲချင်းသစ်၃ကောင်အင်္ဂလန်နဲ့ဟာလန်တို့ရဲ့နော်ဝေအင်္ဂလန်က55.59ရာခိုင်နှုန်းနဲ့အနည်းငယ်အသာရနေပေမဲ့နော်ဝေကလည်း44.41ရာခိုင်နှုန်းနဲ့ကပ်လိုက်နေလို့ဒါကတော့အဖြေပြောင်းသွားနိုင်တဲ့ပွဲပါပဲနောက်ဆုံးပွဲစဉ်ကတော့လက်ရှိချန်ပီယံအာဂျင်တီးနားနဲ့ခံစစ်အကျိတ်အနယ်ရှိတဲ့ဆွစ်ဇာလန်စူပါကွန်ပျူတာကမက်ဆီတို့အာဂျင်တီးနားကို89.82ရာခိုင်နှုန်းနဲ့အပြတ်သက်အသာပေးထားပြီးဆွစ်ဇာလန်ကတော့20.28ရာခိုင်နှုန်းပဲရရှိထားပါတယ်။ဒါဆိုရင်တော့စူပါကွန်ပျူတာအကြိုက်ဆီမီဖိုင်နယ်တက်မဲ့၄သင်းကတော့ပြင်သစ်စပိန်အင်္ဂလန်နဲ့အာဂျင်တီးနားတို့ပဲဖြစ်ပါတယ်။မိဘပြည်သူတို့အကြိုက်နဲ့ကောထပ်တူကြရဲ့လားကွန်မန့်မှာရေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်KO ဟူ channel ပါ